မနှက်ဖြန်မှာပွင့်မဲ့ပန်းတပွင့်ကိုဒီနေ့အတင်းဆွဲဖြန့်ပြီးပွင့်ခိုင်းလို့မရတယ်လို့ပဲလူတစ်ယောက်ရဲ့ဘဝမှာလည်းသူ့အချိန်နဲ့သူဖြစ်တည်လာရမယ့်နေရည်စည်းချက်တွေရှိပါတယ်လောကကြီးကကျွန်တော်တို့ကိုသင်ခန်းစာတွေပေးတဲ့အခါအချိန်စရာတစ်ခုနဲ့ပေးလေရှိပါတယ်အဲ့ဒီအချိန်စရာကိုကြော်ဖြတ်ဖို့ကြိုးစားရင်ဖြစ်ဖြစ်နောက်ကျမှသင်ယူရရင်ဖြစ်ဖြစ်နာကျင်မှုကပိုပြီးပြင်းထန်တတ်ပါတယ်ကလေးဘဝမှာအယုတ်နဲ့ကစားရတာဟာအပြစ်ကင်းစင်မှုပါဒါပေမဲ့လူကြီးဖြစ်မှအယုတ်နဲ့ကစားချင်နေတာကတော့ဟန်ချက်ပြည့်ရွံ့မှုတစ်ခုဖြစ်သွားပါပြီလူအတော်များများကနာကျင်ရမှာကိုကြောက်လို့အသေးကွဲရမယ့်အရွယ်မှာအချစ်ကိုရှောင်ဖယ်တတ်ကြပါတယ်ဒါပေမဲ့ဆယ်ကျော်သက်အရွယ်မှာကြုံရမယ့်အသေးကွဲဝေဒနာကိုအိမ်အောင်တဲ့ဘဝကြာမှာကြုံတွေ့ရမယ်ဆိုရင်အဲ့ဒီဒဏ်ရာကတူးတဲ့တင်မကပဲမိသားစုတစ်ခုလုံးကိုပါလောင်ကျွမ်းစေနိုင်ပါတယ်ဒါကြောင့်ပဲစိတ်ပညာရှင် Erik Erikson ကလူတစ်ယောက်ရဲ့ဖွံ့ဖြိုးမှုအဆင့်ဆင့်မှာလှုပ်ဆောင်ရမယ့် psychosocial text တွေရှိတယ်လို့ဆိုခဲ့တာပါသတ်မှတ်ထားတဲ့အချိန်မှာရရှိရမယ့်အတွေ့အကြုံကိုမရရှိခဲ့ရင်နောက်ပိုင်းဘဝမှာ stagnation လို့ခေါ်တဲ့ရပ်တန့်နေမှုတွေနောင်တတွေဖြစ်ပေါ်လာတတ်ပါတယ်ကြပြဆရာကြီး Rainer Maria Rilke ကပြောခဲ့ပူပါတယ်အရာရာကိုတီးခတ်ပါမဖြေရှင်းနိုင်သေးတဲ့မေးခွန်းတွေကိုသင်နှလုံးသားထဲမှာပဲတိမ်ထားပါတဲ့ဘဝမှာကြုံလာရမယ့်ကိစ္စတိုင်းကိုအတင်းတွန်းထုတ်ဖို့မကြိုးစားပါနဲ့ငိုရမယ့်အချိန်မှာရဲရဲကြီးငိုချလိုက်ပါရည်ရမယ့်အချိန်မှာအားရပါရရည်မောလိုက်ပါအချိန်မတိုင်ခင်ရင့်ကျက်ဖို့မကြိုးစားပါနဲ့တစ်ပင်တစ်ပင်ဟာအချိန်မတိုင်ခင်အသီးသီးရင်အဲ့ဒီအသီးကချိုမိန်မှာမဟုတ်တလို့အချိန်လွန်မှပွင့်တဲ့ပန်းကလည်းရာသီဥတုဒဏ်ကိုခံနိုင်မှာမဟုတ်ပါဘူးဒီနေ့ podcast လေးကနေကျွန်တော်ပေးခြင်းတဲ့လက်ဆောင်တစ်ခုကတော့ရဲရင်ချင်းပါပဲသင်ဟာအခုဘယ်အရွယ်မှာပဲရှိရှိသင်စီကိုရောက်လာတဲ့အတွေ့အကြုံတိုင်းကိုဒါဟာငါ့အတွက်အချိန်ကိုက်ပဲလို့မှတ်ယူပြီးလက်ခံလိုက်ပါရှောင်လွဲဖို့မကြိုးစားပါနဲ့အချိန်တန်လို့တီးရမယ့်အသီးဆိုရင်ခါသက်ပါစေအောင်တော့မြည်ဆန်းကြည့်လိုက်ပါအဲ့ဒီခါသက်မှုကပဲတင့်ကိုနောက်တစ်ဆင့်အတွက်ပိုပြီးခိုင်မာတဲ့လူသားတစ်ယောက်ဖြစ်စေမှာပါမိတ်ဆွေများခင်ဗျာဘဝဆိုတာပြေးပွဲတစ်ခုမဟုတ်ပါဘူးဘဝဆိုတာသူ့စီးချက်နဲ့သူအချိန်ကိုက်ကပြရတဲ့အကတစ်ခုပါပဲနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဘဝရဲ့ရာသီဥတုတိုင်းမှာလှပစွာပွင့်လန်းနိုင်ကြပါစေခင်ဗျ